ဆိုင်ကယ်နှင့်တညတာချိန်စာခီးတဲ့နှစ်ဦးဤမြင့်တကောင်ကြောက်မက်ဖွယ်ရာအတွေ့အကြုံအခန်းတခီးအစအေးသောဆောင်းညတညတွင်မိုးတစ်အသက်20စွန်စားခီးသောဝါဒနာပါသူနှင့်ဇေယျအသက်20တပုံဆရာတို့သည်ရန်ကုန်မှပဲခူးသို့ဆိုင်ကယ်နှင့်ခီးထွက်ကြသည်မပါသောလမ်းဟောင်းတစ်ခုကိုရွေးမိပြီးညနေ6နာရီခန့်တွင်တစ်တော်အုပ်ကြီးတစ်ခုအနီးရောက်သွားသည်အနီးကရွာဟောင်းကြီးမှာအိမ်များပြိုလဲပျက်စီးနေသည်ကိုမြင်တော့ဇေယျကဒီမှာတပုံရိုက်ကြရအောင်ဟုဆိုခါထိုအချိန်တွင်အဖြူရောင်ဝတ်စုပ်ဝတ်ထားသောဟွားအိုတူလမ်းဘေးမှပေါ်လာပြီးညဘက်ဒီလမ်းမသွားနဲ့သူတို့မကြိုက်ဘူးဟုတိုးတိုးလေးပြောကာပျောက်သွားသည်အခန်းနှစ်ဆိုင်ကယ်ပြက်ခြင်းည8နာရီရုတ်တရက်မိုးတိ၏ဆိုင်ကယ်အင်ဂျင်ပိတ်သွားသည်အနီးရှိတစ်ပင်ကိုကြီးရဲ့ဘက်ကဗုဒ္ဓဘုရားဟောင်းနားတွင်ရပ်ပြီးပြင်ဆင်ကြတော်လဲမအောင်မြင်ပေထိုအခါဇေယျကရွာဟောင်းထဲကမိအိမ်နင်းရောင်ကိုတတိထားမိသည်ရွာထဲသို့ဝင်ရောက်ရာလူမရှိအိမ်များတွင်ပုံထူပြီးရှေ့ခေတ်ပစ္စည်းများဖြစ်နေပြီးတကားတစ်ခုကိုဖွင့်မိသောအခါအိမ်တွင်းမှအဖြူရောင်လူပုံသဏ္ဍာန်များလှုပ်ရှားနေသည်ကိုမြင်ရသည်မိုးတစ်တို့ထွက်ပြေးရင်းအဖွားအိုကြီးကိုပြန်တွေ့ပြီးအော်ဟစ်မင်းမြန်းတော်လဲသူမကနာမဟုတ်ဘူးသူတို့ကမင်းတို့ကိုလာခေါ်နေတာဟုပြောကလက်ညှိုးထိုးပြသည်အခန်း3သူတို့ဘသူတွေလဲဇေယျဤကင်မရာဖွင့်ကြည့်ရာမျက်နှာမပါတော့အဖြူရောင်များအိမ်များမှထွက်လာသည်ကိုတွေ့ရသည်ထိုအချိန်တွင်ဆိုင်ကယ်မိပြန်ရလာပြီးနှစ်ဦးသားထွက်ပြေးကြသည့်လမ်းတွင်အဖွားအို၏အတန်ကိုနောက်ဆုံးကြားရသည်ဒီရွာက1940နှစ်ကမိလောက်ပြန်သွားတာသူတို့ကဧည့်သည်တိုင်းကိုဖိတ်ခေါ်တယ်အခန်း4အပြေးလွားမိုးတစ်တို့လမ်းပေါ်ရောက်သောအခါဆိုင်ကယ်နောက်မှအဖြူရောင်လက်တံရှင်များလှမ်းဖမ်းသည်ကိုခံရသည်ရုတ်တရက်ရွာမှကလေးငိုတန်တချင်းဟောင်းများကြားရပြီးနောက်ကြည့်လိုက်သည့်အခါရွာတရွာလုံးမီးလောင်ကျွမ်းနေသည်ကိုတွေ့ရသည်အရှိန်ဟုန်ဖြင့်မောင်းထွက်ပြီးမိနစ်30ကြာသောအခါဓာတ်ဆီဆိုင်တစ်ခုရှိပြီးရက်လိုက်ရသည့်ဆိုင်ပိုင်ရှင်ကမင်းတို့ဘယ်ကလာတာလဲဟုမေးသောအခါဇေယျကအဲ့ဒီရွာဟောင်းကနေဟုညွှန်ပြသည့်ဆိုင်ပိုင်ရှင်မျက်နှာဖြူသွားပြီးဒီမှာရွာဟောင်းမရှိဘူးနှစ်80ကလေးကမီးလောင်ပြတ်သုံးသွားပြီဟုဖြေလိုက်သည်အခန်း9နောက်ဆက်တွင်အပြန်လန်းတွင်ဇေယျ၏ကင်မရာဖွင့်ကြည့်ရာတပ်ပုံများတွင်အဖြူရောင်အရိပ်များပါနေသည်အိမ်ပြန်ရောက်သောအခါမိုးတိ၏ဆိုင်ကယ်နောက်တွင်ရွာဟောင်းကမြေပုံကျူးပြက်တစ်ခုချီထားသည်ကိုတွေ့ရှိကြသည်စက်သိန်းတပတ်အကြာတွင်ဇေယျ၏ဖုံးမှညဘက်မီးလောင်နေသောရွာ၏အတန်များဖြင့်လာခဲ့ဥသောအတန်များကြားရပြီးဆက်သွယ်မရတော့ပေ